ရွေးချယ်ပွဲမတိုင်မီညမှာညီမဝမ်းကွဲလင်းရောကရန်ကြီးကြောက်စိမ်းဆွဲပြားတစ်ခုလာပေးတယ်။အရွေးခံချိန်မှာကြောက်စိမ်းဆွဲပြားကရုတ်တရက်ကွဲအပ်သွားပြီးအတွင်းထဲကသွေးဆက်လိုရဲနေတဲ့ဇာတာဆေးတွေရိုးစီးကျလာခဲ့တယ်။ကြောက်စိမ်းကွဲတာဟာနိုင်ငံတော်ပြိုကွဲမဲ့နမိတ်ဆိုပြီးဧကရစ်ကဒေါသတကြီးနဲ့ငါ့ကိုတေတံပေးခဲ့တယ်။အဲ့ဒီအချိန်မှာလင်းရောကတော့ရိုးရိုးတစ်သားပတိတစ်ကွေ့ကိုကင်ပြီးမေတော်ကြီးရဲ့ချီးမွမ်းမှုကိုရကအချစ်တော်မိဖုရားဖြစ်လာခဲ့တာ။မတေခင်မှငါသိလိုက်ရတာကလင်းရောပေးခဲ့တဲ့ကြောက်စိမ်းဆွဲပြားထဲမှာနေအောင်ပြင်းရင်အရေးပြောမဲ့ဖျောင်းထည့်ထားပြီးအတွင်းထဲမှာဇာတာဆေးတွေထည့်ထားခဲ့တာသူ့ရဲ့တစ်သားပတိကတော့တရားစခန်းဝင်ထားတဲ့ဖျားပေးပတိဖြစ်နေခဲ့တယ်ပြန်နိုးလာတော့ရွေးချယ်ပွဲမတိုင်မီညကိုပြန်ရောက်နေပြီလင်းရောကကြောက်စိမ်းဆွဲပြားကိုကင်ပြီးရောက်လာတယ်မမဒါလေးကညီမလေးဖျားမှာတုံးချတလန့်ဥချပြီးဆူတောင်းယူလာပေးတာပါဘေးရန်ရဲ့ကင်းပြီးကံကောင်းစေတယ်တဲ့ဆိုပြီးငါလက်ထဲရိုးရိုးသေးသေးလာထည့်ပေးတယ်ညီမလေးတန်ရောစင်ကြည့်လိုက်တာငါကပြုံးပြရင်ဆွဲပြားကိုခါမှာပေါ်အောင်ချိတ်လိုက်တယ်လင်းရောရဲ့မျက်လုံးထဲမှာငါတေတံကြခံရတော့မယ့်ပုံစံကိုမြင်နေရတယ်လို့ကျဉ်နဲ့သွားတဲ့ငါကမိဖို့ချောင်ကနေတကားပုံးယူလာတဲ့ငါးကော်ရီကိုထုတ်လိုက်တယ်အဲ့ဒီကော်ကစီးပိုင်ပြီးအပူတွေ့ရင်အကြီးပြော်တယ်ကြောက်စိမ့်မုံနဲ့ငါးကော်ရီကိုရေနဲ့နဲ့ထည့်ပြီးတမအောင်မှွေလိုက်တယ်အပြင်ဘက်လာရောင်ကိုကြည့်ရင်ငါတိုးတိုးလေးမှလိုက်တယ်ဒီအရာကိုလင်းရောရဲ့ပတိမှာသွားတုပ်လိုက်အမျိုးသမီးငယ်ပတိပျက်စီးမသွားဘူးလားဖြက်စီးခြင်းလို့ကိုတုတ်ခိုင်းတာမနှက်ဖြန်လင်းရောဟာမေတော်ကြီးရှိမှပတိနဲ့ကြွားမှတေးချတယ်ငါးကော်ကဖျားခန်းထဲကအပူရှိန်နဲ့တွေ့ရင်အရေးပြောပြီးတစ်သားတဲ့စိတ်ဝင်သွားမယ်ဘယ်တော့မှဆေးလို့ရတော့မှာမဟုတ်ဘူးကြောက်စိမ့်မုံတွေပါပေါင်းလိုက်ရင်အယိုးပြအယောင်ပြောင်းသွားပြီးဖျားရှိမှအမင်္ဂလာဆုံးအရာဖြစ်သွားလိမ့်မယ်သူငါ့ကိုဖျက်ဆီးခြင်းမှာတော့ငါကသူနဲ့အရင်မိတ်ဆက်ပေးရတာပေါ့မနှက်မုံမလေးမီပေါ့အာကလင်းရောအမေစီနှုတ်ဆက်သွားချိန်မှာအခန်းထဲခိုးဝင်ပြီးပတိစိတ်တိုင်းမှာအဲ့ဒီဆေးတွေကိုတေချာတုပ်ပေးခဲ့တယ်ကော်မချောက်ခင်မှာအယောင်မရှိအနက်မရှိပဲကြောက်စိမ့်မုံနည်းနည်းစိမ့်နေတာကဖုန်တက်နေတယ်လို့ပဲထင်ရတယ်အစဉ်ပြေသွားပြီးအမျိုးသမီးငယ်မကြောက်နဲ့ဒီနေ့ပြီးရင်ကြောက်ရမှာကသူတို့ငါသူ့လက်ကိုစုပ်ကိုင်ရင်ပြောလိုက်တယ်မနက်ခင်းမှာငါနဲ့လင်းရောနန်းတော်စီယထာလုံးတစည်းတဲနဲ့သွားကြတယ်သူကအရန်ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီးအနက်ရောင်တစ်သားပတိကိုပဲခဏခဏပုတ်တက်နေတယ်ငါခါကကြောက်စိမ့်ဆွဲပြားကိုကြည့်ပြီးသူကပြုံးကမမဒီဆွဲပြားကတကယ်လာတာပဲဒီနေ့မမအတွက်ကံကောင်းခြင်းတွေဆောင်ကျင်းပေးမှာပါညီမလေးကျေးဇူးပါပဲငါကြောက်စိမ့်ကိုကင်ရင်ငြိမ်နေလိုက်တယ်နေပူလာတာနဲ့အမျှနန်းတော်ပြင်မှာစောင့်ဆိုင်နေရတဲ့ငါတို့လည်းချွေးပြန်လာတယ်လင်းရောကရုတ်တရက်သွားပါညီမလေးငါနားလဲပေးတယ်လို့ပြောလိုက်တယ်သူထွက်သွားတာနဲ့ငါအချိန်တွက်နေလိုက်တယ်ဖះเจ้าထဲမှာအမွှေးတိုင်တွေမြောက်များစွာထွန်းထားလို့အပြင်ထက်အပူရှိန်မြင့်ပါတယ်ငါးကော်အရေးပျော်ပြီးကြောက်စိမ့်မုံတွေတစ်သားထဲစိတ်ဝင်သွားပြီးခဏအကြာမှာလင်းရောပြန်ရောက်လာတဲ့စိတ်ထဲပူငြိမ်သွားပုံရပြီးပတိကိုလက်မောင်းမှာပေါ်အောင်လှုပ်ထားတယ်လင်းဟုန်ကြီးဤသမီးများဖြစ်ကြတော့လင်းဝင်နှင့်လင်းရောစကားနာခံရန်ဝင်ရောက်ခဲ့ပါနန်းတော်ထဲမှာမေတော်ကြီးနဲ့ဧကရစ်တို့ထိုင်နေကြတယ်ငါတို့ဒူးထောက်အယိုအသေးပေးလိုက်တယ်မေတော်ကြီးရဲ့မျက်လုံးကလင်းရောရဲ့လက်မှာရှိတဲ့ပတိစီရောက်သွားတယ်မင်းလက်ကပတိကတော်တော်ရှေးဟောင်းပုံစံပဲလင်းရောဝမ်းသာအားရပတိကိုချုပ်ပြီးမေတော်ကြီးစီဆက်တက်လိုက်တယ်ဒါဟာတပည့်တော်မဖះမှာတစ္ဆာဆိုပြီးတုံးခဲ့တဲ့ပတိပါနန်းတွင်အရာရှိကပတိကိုမေတော်ကြီးစီပို့ပေးလိုက်တယ်မေတော်ကြီးပတိကိုစကြည့်စင်မှာပဲပတိစီတွေရဲ့ထိတွေ့မှုကပုံမှန်မဟုတ်တာကိုသတိထားမိသွားတယ်ပုတ်တက်ထားတဲ့အရှိန်မဟုတ်ပဲကြမ်းတမ်းတဲ့အမှုန့်တွေတုပ်ထားတယ်လို့ဖြစ်နေတယ်အလင်းရောင်မှကြည့်လိုက်တော့တစ်သားပတိပေါ်မှာအယိုးပြာရောင်လိုအမင်္ဂလာအယောင်တွေပေါ်နေတယ်မေတော်ကြီးကဖះတရားကြည်ညိုသူမို့ဒီလိုအမင်္ဂလာအယောင်ကိုဘလို့မှလက်မခံနိုင်ဘူးဒီပတိကိုမင်းဘယ်ကရတာလဲမေတော်ကြီးအတန်တင်းမာသွားတယ်လင်းရောဘာမှမသိသေးပဲပြင်ဆင်ထားတဲ့အတိုင်းပြောပြနေတော့မယ်ဖះရှိမှဆူတောင်းခဲ့တာပါဧကရစ်ကလည်းကြည့်လိုက်ပြီးမျက်မှောင်ကျုပ်သွားတယ်မဟုတ်ပါဘူးမဟုတ်ပါဘူးဒါကဆရာတော်ပေးလိုက်တာပါလင်းရောပြာရခတ်သွားပြီးငါ့ကိုဆွဆွဲဖို့ကြည့်လိုက်တယ်ငါကကြောက်ရွံ့သွားဟန်နဲ့နောက်ကိုခြေတလန်းဆုပ်လိုက်တယ်နန်းတော်ထဲမှာရိုင်းဆိုင်ရဲတဲ့မေတော်ကြီးကအပြစ်ပေးဖို့မိန့်လိုက်တယ်ဧကရစ်ကလည်းစိတ်ပြက်စွာနဲ့သူ့ကိုနှင်ထုတ်လိုက်ပါလို့အမိန့်ပေးခဲ့တယ်ခဏတိုင်းပါအောင်မေတော်ကြီးကငါခါကကြောက်စိမ့်ဆွဲပြားကိုလှမ်းကြည့်လိုက်တယ်မင်းဆွဲပြားကတော်တော်လာတာပဲယူလာပြဆန်းငါကြောက်စိမ့်ကိုဖြုတ်ပြီးပေးလိုက်တယ်မေတော်ကြီးကနေရောက်မှတေချာကြည့်တယ်ကြောက်စိမ့်ကတဘာဝအတိုင်းဝင်းလက်နေပြီးဘာမှပုံမှန်မဟုတ်တာမရှိဘူးဒီအချိန်မှာမြေပြင်မှာဝတ်တွားနေတဲ့လင်းရောကကြောက်စိမ့်ကွဲမလာတာကိုကြည့်ပြီးစိတ်လွတ်သွားတယ်မဖြစ်နိုင်ဘူးဒီကြောက်စိမ့်မှာပြဿနာရှိတယ်လို့အော်ဟစ်ပြီးပတိကိုယူထားတဲ့နန်းတွင်အရာရှိစီပြေးသွားကကြောက်စိမ့်ဆွဲပြားကိုလူယူပြီးမြေပြင်ပေါ်စောင့်ရိုက်ခွဲလိုက်တယ်ရှွန်းခနဲ့အတန်နဲ့အတူကြောက်စိမ့်ဆွဲပြားဟာကျွေကျသွားပြီးအပိုင်းပိုင်းကွဲထွက်သွားတယ်ဒါပေမဲ့အတွင်းမှာဖျောင်းလဲမပါစာရာဆေးလဲမပါဘူးအဲ့ဒီအစာကွဲထွက်သွားတဲ့အကြီးဆုံးကြောက်စိမ့်စားပေါ်မှာနေအောင်ကျရောက်သွားတော့တဘာဝအတိုင်းဖြစ်ပေါ်နေတဲ့လှပတဲ့တဘာဝပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့တယ်ရင်သွေးလေးရရှိမိနမိတ်ပါလားဧကရစ်ကအံ့ဩစွာနဲ့ရေရွတ်လိုက်တယ်ကြောက်စိမ့်အပိုင်းစတွေကိုနေအောင်မှကြည့်လိုက်တော့မင်္ဂလာရှိတဲ့ပုံရိပ်တွေတဘာဝအတိုင်းပေါ်ထွက်နေခဲ့တာကိုအားလုံးမြင်တွေ့လိုက်ကြရတော့တယ်တစ်ဆက်တည်းမှာပဲအံ့ဩစရာဖြစ်ပျက်သွားခဲ့ပါတယ်
နေရောင်ကြီးတိုက်ရိုက်ကြားရောက်လိုက်တဲ့ခဏမှာပဲကြောက်စိမ့်အကွဲစားတွေတဲကမင်္ဂလာရှိတဲ့အမတ်သားတွေဟာပုံမထင်ရှားလာခဲ့ပါတယ်။ပိုပြီးထူးဆန်းတာကတော့ကြောက်စိမ့်ဆွဲပြားစီကနေစိတ်ကိုကြည်လင်အေးချမ်းစေတဲ့တင်းပြတ်တဲ့အမွှေးနှံရနံ့တစ်ခုထွက်ပေါ်လာခဲ့တာပါ။ဒါဟာနန်းတော်ထဲမှာလှိုင်နေတဲ့အမွှေးတိုင်နှံတွေကိုခဏတွင်းချင်းဖယ်ရှားပေးလိုက်တယ်လို့စိတ်ကိုလန်းဆန်းသွားစေပါတယ်။ဘုရင်မကြီးဟာမတ်တက်ဖြတ်လိုက်ပြီးဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်။ဒါဟာကောင်းကင်ဘုံကပေးတဲ့မင်္ဂလာပဲ။ဘုရင်မကြီးဟာဖရာတရားကိုလွန်စွာယုံကြည်သူဖြစ်လို့ဒီလိုကြောက်စိမ့်ကွဲရာကနေအမတ်သားတွေပေါ်လာတာနဲ့ရနံ့တင်းပြတ်လာတာကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နိမိတ်ကောင်းလို့ယူဆလိုက်ပါတယ်။ဒါဟာအတိုင်းပြည်ရေရှည်အေးချမ်းသာရပြီးမင်းဆက်ဆက်တည်တတ်မဲ့နိမိတ်ကောင်းပဲ။ဧကရိရဲ့မျက်လုံးတွေလည်းတောက်ပသွားပါတယ်။သူနန်းတက်တာမကြသေးသလိုရင်သွေးလည်းမရှိသေးတာကြောင့်ဘုရင်မကြီးနဲ့အမတ်တွေစိုးရိမ်နေကြတာပါ။ရင်သွေးရရှိမဲ့တဘာဝအမတ်သားကဒီလိုမင်းညီမအရွေးပွဲမှာအံ့ဩစရာကောင်းအောင်ပေါ်ထွက်လာတာဟာရာဇပလင်အတွက်ကောင်းမွန်တဲ့နိမိတ်ကောင်းပဲဖြစ်ပါတယ်။လင်းယူရဲ့မျက်နှာကတော့အပြုံးတွေခဲသွားခဲ့ပါတယ်။သူအကွဲစားတွေကိုယူပြီးဆွလန့်လောကြည့်နေခဲ့တယ်။ဒါဘလို့လုပ်ဖြစ်နိုင်မှာလဲ။စားတာဆက်ကြောင်းတွေအကွဲကြောင်းတွေဘာလို့မရှိတာလဲ။ငါတကယ်လှုပ်ထားတာပါ။သူရုတ်တရက်အသိဝင်လာပြီးမင်းစီကိုမွေးတကောင်လိုအစိတ်ပြင်းတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လိုက်ပါတယ်။မင်းကနောက်ကိုထိတ်လက်တကြားဆုပ်လိုက်ပြီးမျက်နှာဖြူလျော်စွာနဲ့မျက်ရည်တွေဝိုင်းလာခဲ့ပါတယ်။ညီမလေးဘာတွေပြောနေတာလဲ။ဒီဆွဲပြားကညီမလေးမင်းညကမှမမဘေးအန္တရာယ်ကင်းရှင်းမှုဖះမှာဆူတောင်းပြီးပေးခဲ့တာလေ။မမကဘာလို့လဲရမှာလဲ။မင်းကအင်ဂျီလက်မနဲ့မျက်ရည်ကိုအသာတုပ်ရင်းဂျင်းစိမ့်ရည်တုပ်ထားတဲ့မျက်လုံးကြောင့်မျက်ရည်တွေပိုကျလာခဲ့တယ်။မမကိုမကြိုက်ရင်လည်းအမှန်တိုင်းပြောပါ။ဘာလို့ဖះပေးတဲ့ပစ္စည်းကိုခွဲပစ်ပြီးဘုရင်မကြီးရှိမှမမကိုဆွဲရတာလဲ။မင်းရဲ့ဝမ်းနဲ့ထိတ်လန့်ဟန်ပြုလုပ်မှုဟာအားလုံးရဲ့စိတ်ကိုလှုပ်ရှားသွားစေခဲ့ပါတယ်။ဘုရင်မကြီးရဲ့မျက်နှာကခက်ထန်သွားပြီးဧကရစ်ကလည်းမတ်တက်ထည့်လိုက်ပါတယ်။လင်းယူမင်းကဖះပေးတဲ့မင်္ဂလာရှိတဲ့ပစ္စည်းကိုခွဲပစ်ရုံတင်မကဘူး။ဘုရင်မကြီးရှိမှရိုင်းဆိုင်စွာပြောဆိုနေတယ်။ဒီဆွဲပြားကအကောင်းစားကြောက်စိမ့်ဖြစ်နေတာကိုမင်းကဘာလို့စားတာတွေအကွဲကြောင်းတွေလို့ဆွနေရတာလဲ။မင်းမမကိုဆွဖို့မလိုကြံခဲ့တာမလား။ဘုရင်မကြီးကနန်းတွင်းပရိယေတွေကိုကျွမ်းကျင်သူဖြစ်လို့အကုန်ရိပ်မိသွားခဲ့ပါတယ်။လင်းယူတကိုယ်လုံးတုံရင်သွားပြီးစကားတော်မပြောနိုင်တော့ပါဘူး။ဧကရစ်ကအေးဆက်စွာပြောလိုက်ပါတယ်။နန်းတွင်းသူစားကိုမလိုကြံတာတိုင်းပြည်ရဲ့မင်္ဂလာနိမိတ်ကိုစာပနာဖြစ်အောင်လုပ်တာဟာဘာဖြစ်တန်ထိုက်လဲမင်းသိသလား။လင်းယူကြောက်လန့်တကြားဒူးထောက်လိုက်ပြီးတောင်းပန်ပါတယ်အရှင်ဖျား။တောင်းပန်ပါတယ်ဘုရင်မကြီး။တပည့်တော်မှမှားသွားပါပြီ။ဒါတွေအကုန်လုံးမိခင်ရဲ့ခိုင်းစေချက်ပါ။မမကိုဖျက်ဆီးနိုင်ရင်တပည့်တော်မှနေရရမယ်လို့ပြောခဲ့တာပါ။ဘုရင်မကြီးကစကားပင်အဆုံးမခံပဲအဆောင်တွေကိုဆေလွတ်ပြီးလင်းယူကိုပါဇက်ပိတ်ကဆွဲထုတ်သွားခိုင်းလိုက်ပါတယ်။ဧကရစ်ကမင်းကိုကြည့်ပြီးလင်းဝမ်မင်းရဲ့ကြောက်စိမ့်ဆွဲပြားကွဲသွားပေမဲ့တိုင်းပြည်အတွက်မင်္ဂလာနိမိတ်ရလိုက်ပြီ။မင်းညီမကမလိုချင်ပေမဲ့ကောင်းကင်ဘုံကမင်းဘက်မှာရှိနေတာပဲ။မင်းကယိုသေးစွာဒူးထောက်လိုက်ပြီးဒါဟာအရှင်ဖျားနဲ့ဘုရင်မကြီးတို့ရဲ့ဖုံးတေစာကြောင့်ပါ။တပည့်တော်မမဘာကောင်းမှုမှမရှိပါဘူး။ဒီလိုနဲ့မင်းဟာယူရဲမိဖုရားအဖြစ်နှောက်စားခံလိုက်ရပါတယ်။မင်းညီမလင်းယူရဲ့ကိစ္စကြောင့်ဖခင်ဖြစ်သူဟာယာရုကနေအပြစ်ပေးခံခဲ့ရပြီးမိခင်ဖြစ်သူဝန်စင်းကတော့သတင်းကြချင်းမေးလဲသွားခဲ့ပါတယ်။မင်းနန်းတော်ထဲမဝင်ခင်အိမ်ပြန်ချိန်မှာဖခင်ကမင်းကိုရှူတောင်းပေါင်းစုံကနေကြည့်ပြီးတက်ပြင်းချခဲ့ပါတယ်။မိခင်ဖြစ်သူဝန်စင်းရဲ့အိပ်ယာဘေးမှာတော့သူ့ရဲ့အစိတ်ပြင်းတဲ့မျက်လုံးတွေကိုမင်းတွေ့ခဲ့ရပါတယ်။သူ့စီကပေးတဲ့ဆေးကွက်ထဲမှာအစိတ်ပါနေတာကိုမင်းသတိထားမိလိုက်ပေမဲ့မင်းဘာမှမပြောဘဲထွက်ခွာခဲ့ပါတယ်။နန်းတော်ထဲရောက်တဲ့အခါမင်းရဲ့အဆောင်တစ်မှာအရာရာကိုသတိထားပြီးစစ်ဆေးခိုင်းခဲ့ပါတယ်။မိဖုရားကြီးတွေရဲ့မနာလိုမှုနန်းတွင်းတိုက်ပွဲတွေဟာစတင်နေပြီဆိုတာမင်းသိနေတာကြောင့်ပါ။တညမှာမင်းစိတ်ငြိမ်းချမ်းအောင်အမွှေးတိုင်ထွန်းထားစဉ်ရုတ်တရက်ပိုက်ထဲကပြင်းထန်စွာနာကျင်လာခဲ့ပါတယ်။အောက်ပိုင်းကအပူဓာတ်တွေထွက်လာတာကိုခံစားလိုက်ရတော့မင်းသတိထားမိလိုက်ပါတယ်။ရက်ဆွဲမဟုတ်ဘူး။ဒီအမွှေးတိုင်ထဲမှာတခုခုမှားနေပြီ။မင်းကအစေခံကိုခေါ်ပြီးတိတ်တဆိတ်သမားတော်ချံကိုတွားခေါ်ခိုင်းလိုက်ပါတယ်။သမားတော်ချံရောက်လာပြီးအမွှေးတိုင်ကိုစစ်ဆေးလိုက်တဲ့အခါမိဖုရားဒီအမွှေးတိုင်ထဲမှာအမျိုးသမီးတွေရဲ့တက်အိမ်ကိုပျက်စီးစေပြီးရင်သွေးမရနိုင်အောင်လှုပ်ဆောင်ပေးတဲ့အစိတ်ပစ္စည်းတွေပါဝင်နေပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းရောင်တစ်ခုထုံးလင်းသွားခဲ့ပါတော့တယ်။အမွှေးနှံကိုမူလပါတဲ့တင်းပြတ်တဲ့အမွှေးတိုင်နဲ့ဖုံးအုပ်ထားတာပါ။လက်နှပ်ဖြုတ်သုံးယုံနဲ့တော့ဘာမှတိမှာမဟုတ်ပါဘူး။ဒါပေမဲ့ရေရှည်သုံးဆွဲမိရင်တော့တားအိမ်အေးဆက်ပြီးကလေးမရနိုင်တော့တဲ့အထိဒုက္ခရောက်သွားနိုင်ပါတယ်။သူတို့ရဲ့ယုံမှမှုကိုကြိုတင်ရိပ်မိထားပေမဲ့လည်းတကယ်ကြားလိုက်ရတဲ့အခါမိမိတကိုယ်လုံးရေခဲရိုက်ခံလိုက်ရတယ်လို့စိတ်ခနဲ့အေးဆက်သွားရပါတယ်။တပည့်တော်မှဒီအမွှေးတိုင်ကိုသုံးတာတလားတော့မပြည့်သေးပါဘူး။ပျောက်ကင်းအောင်ကုသလို့ရနိုင်ပါသေးသလား။ကံကောင်းတာကအစိတ်ကအယိုးထဲထိစိတ်မဝင်သေးပါဘူး။ဒါပေမဲ့မိဖုရားရဲ့ဝမ်းပိုက်ထဲမှာတော့ထိခိုက်ဒဏ်ရာရသွားပါပြီ။ဒီအမွှေးတိုင်ကိုချက်ချင်းလွှင့်ပြရပါမယ်။နောက်ပြီး3 လဆက်တိုက်ဆေးမှန်မှန်တောက်သုံးရင်တော့ပြန်ကောင်းလာနိုင်ပါတယ်။သမားတော်ချံကဆေးနီးကိုအလင်းအမြန်ရေးပေးရင်းဒီဆေးနီးထဲမှာအင်မတန်အဖိုးတန်တဲ့ဆေးဝါးအချို့ပါဝင်နေပါတယ်။နန်းတွင်းဆေးတိုက်မှာတာမန်အားဖြင့်ရနိုင်မှာမဟုတ်ပါဘူး။မိဖုရားကြီးတို့မဟုတ်ဘုရင်မကြီးထံယောဂအခြေအနေကိုရှောက်ထားပြီးဆေးဝါးတောင်းခံတာပို့ပြီးစိတ်ချရပါလိမ့်မယ်
သူ့ရဲ့စေတနာကိုမင်းသဘောပေါက်ပါတယ်အစိတ်ခတ်ခံရတယ်လို့အထက်ကိုတိုင်ကြရင်တက်တည်မရှိပဲမနာလိုလို့ဆွဆွဲတယ်ဆိုပြီးပြန်အပြစ်ခံရနိုင်ပါတယ်အဲ့ဒီအစာခန္ဓာကိုအားနည်းလို့စေဝတောင်းခံတာကပိုပြီးအကွက်မြင်ရရောက်ပါတယ်ကျေးဇူးပါသမားတော်ချမ်းဒီနေ့ကိစ္စကိုဘာမှမသိခဲ့ဘူးလို့ပဲသတ်မှတ်လိုက်ပါသမားတော်ချမ်းထွက်သွားပြီးနောက်မင်းရဲ့ရင်ထဲမှာဒေါသနဲ့နာကျင်မှုတွေတောက်လောင်လာခဲ့ပါတယ်ဒီအမွှေးတိုင်ဟာလင်းအိမ်တော်ကပါလာတာဖြစ်ပြီးအစီခံမေမေကအဆအဆုံးတာဝန်ယူထိမ့်သိမ်းထားတာပါဒါပေမဲ့အဆောင်ထဲမှာတစ္ဆာဖောက်ရှိနေတာသိချပါတယ်ကြံတဲ့အမွှေးတိုင်တွေနဲ့ပြားတွေကိုပါတစ်တာတဲ့တေချာထည့်ပြီးတောက်ခတ်ထားလိုက်မင်းအေးဆက်စွာမှာကြားလိုက်တယ်ပြီးတော့ငါတို့အဆောင်ထဲကအစီခံတွေရဲ့လှုပ်ရှားမှုကိုတေချာစောင့်ကြည့်ထားမေမေကမျက်ရည်ဝိုင်းလျက်ကျေးဇူးရှင်မိဖုရားရဲ့အစီခံမအမှားကြောင့်ပါကြိုတင်မရိပ်မိခဲ့လို့ပါမင်းအမှားမဟုတ်ပါဘူးလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ပဲလိုတာပါဆေးကိုတိတ်တဆိတ်ကြိုးတောက်ရင်းမင်းယောဂအကြောင်းပြကနနက်တိုင်းကြော့ပွဲတက်ရောက်ခြင်းကိုခွင့်ပန်လိုက်ပါတယ်ရက်အနှဲငယ်အကြာတကောင်ရအချိန်မှာတော့မေမေကမင်းကိုလာနိုးပါတယ်မိဖုရားအပြင်မှာတမျက်စီးလဲတဲ့အစီခံမလေးချွန်းရှင်းရေတွင်းထဲကျပြီးတေဆုံးသွားပါတယ်ချွန်းရှင်းကအသက်73နှစ်ပဲရှိသေးပြီးစကားနဲ့သူပါလွန်ခဲ့တဲ့ရက်ကရေဖိတ်စင်လို့မင်းရဲ့ဖက်နှက်ဆွတ်သွားတာတော့မင်းမစုပဲကျင်နာစွာဆက်ဆံခဲ့ပူပါတယ်ဘလို့ဖြစ်လို့ရေတွင်းထဲပြုတ်ကျတာလဲအဆောင်တွေကတော့ခြေချော်ကြတာလို့ပြောကြပါတယ်ဒါပေမဲ့မနေ့ကသူ့အုပ်နေရန်ထောက်မှာငိုရင်းပတ်စံအိတ်တစ်ခုကိုကင်ထားတာအစီခံမတွေ့ခဲ့ပါတယ်အဲ့ဒီပတ်စံအိတ်ကသူ့လိုအစီခံမကင်ဆောင်နိုင်တဲ့အထည်မျိုးပါတက်တေဖြောက်လိုက်တာပဲမင်းတက်ပြင်းချလိုက်တယ်မိခင်ရင်မဟုတ်တဲ့ဝန်စင်းရဲ့လက်တံတွေဟာနန်းတော်တဲ့အထိရောက်နေပါပြီမေမေမနှက်ဖြန်ကြရင်ငါယောဂပိုဆိုးလာလို့အဖိုးတန်ဆေးဝါးတွေလိုအပ်နေတယ်ဆိုတဲ့သတင်းကိုနန်းတော်ထဲပြန့်အောင်လုပ်လိုက်ခန်းစစ်ကြီးပဲပြင်နေလို့မရပါဘူးအထက်ကလူတွေရဲ့အာယုံဆိုင်မှုကိုရအောင်ယူရပါမယ်မင်းရဲ့ယောဂအခြေအနေကြောင့်တမားတော်ချန်ကအသက်100ရှိဂျင်းစင်းနဲ့နှင်းပန်းတို့လိုအပ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဆောင်မှုမိဖုရားကသူ့ထဲကဂျင်းစင်းပေးခဲ့ပေမဲ့နှင်းပန်းကိုတော့မကူညီနိုင်ခဲ့ပါဘူးဒီသတင်းဟာဘယင်မကြီးရဲ့နားထဲရောက်သွားခဲ့ပါတယ်ဘယင်မကြီးရဲ့အနီးကပ်အစီခံမေမေပီယိုရဲ့ကိုယ်တိုင်ရောက်လာပြီးဘယင်မကြီးကမိဖုရားယူရဲ့ကျမ်းမာရေးကိုစိုးရိမ်လို့ဒီနှင်းပန်းကိုပို့ခိုင်းလိုက်တာပါယောဂတက်တာအောင်ဂယုစိုက်ပါမင်းကဒူးထောက်ကျေးဇူးတင်လိုက်ပါတယ်ဘယင်မကြီးဟာမင်းရဲ့ယောဂနောက်ွယ်ကလှုပ်ဝက်ချက်ကိုရိပ်မိပေမဲ့ပွန့်ပွန့်လင်းလင်းမဖြေရှင်းချင်ပါဘူးဒါပေမဲ့မင်းရဲ့မင်္ဂလာနိမိတ်အဆောင်ရောင်ကြောင့်မင်းကိုအကာအကွယ်ပေးထားတာပါဒါဟာမင်းအတွက်တော့ကြီးမားတဲ့အကာအကွယ်တစ်ခုဖြစ်သွားခဲ့ပါတယ်တလကျော်ဆေးကုသပြီးနောက်မင်းကျမ်းမာရေးပြန်ကောင်းလာခဲ့ပါတယ်အမွှေးတိုင်အစိတ်ကြောင့်တားအိမ်ထိခိုက်ခဲ့ပေမဲ့မင်းအေးဆေးစွာပဲနေထိုင်ခဲ့ပါတယ်တနေ့မှာတော့ဘရင်ဥယျာဉ်ထဲမှာဂျင်မီဖုရားနဲ့ဝန်ရွေးချက်ခံတို့နဲ့ဆုံခဲ့ပါတယ်ဂျင်မီဖုရားကမင်းကိုကြည့်ပြီးအေးဆက်စွာပြုံးလိုက်ပါတယ်ယူဘယ်မီဖုရားကမင်္ဂလာနမိတ်ဆောင်ထားသူဆိုတော့ကျမ်းမာရေးမြန်ကောင်းလာတာပေါ့ဒါပေမဲ့နန်းတော်ထဲမှာကျမ်းမာယုံနဲ့မပြီးဘူးနော်ကလေးရနိုင်မှရမှာမင်္ဂလာနမိတ်ဆိုပြီးရင်သွေးမမွေးဖွားနိုင်ရင်ဘရင်နဲ့ဘရင်မကြီးကဘာပြောမလဲဂျင်မီဖုရားတို့ထွက်သွားပြီးနောက်မင်းသဘောပေါက်လိုက်ပါတယ်သူတို့မင်းအစိတ်မိထားတာကိုသိနေကြပါပြီသူတို့ကမင်းယာရုကပြုတ်ပြီးပျက်စီးသွားမှာကိုစောင့်နေကြတာပါမင်းမှာအခွင့်အရေးတစ်ခုလိုအပ်နေပါတယ်ကိုပြန်လဲခုခံနိုင်မဲ့အခွင့်အရေးပါအလဲပိုင်းလက်ပြပွဲတော်နီးကပ်လာတဲ့အခါနန်းတွင်းအဆောင်ကပြုတ်လုတဲ့ရောင်စုံမိအိမ်တစ်ခုကွဲအပ်သွားခဲ့ပါတယ်မင်းကအဆောင်မူမိဖုရားရဲ့ခွင့်ပြုချက်နဲ့အဲ့ဒီမိအိမ်ကိုတွားရောက်စစ်ဆေးခဲ့ပါတယ်ကြောက်စိမ့်နဲ့ပြုတ်လုထားတဲ့မိအိမ်ပေါ်မှာပင့်ကူအိမ်လိုအကွဲကြောင်းတွေဖြစ်နေတာပါမင်းကငါးကော်နဲ့ရွှေကြည်မြင့်တွေကိုအသုံးပြုပြီးအကွဲကြောင်းတွေကိုစစ်ဆက်စွာပြန်လဲပြုပြင်လိုက်ပါတယ်အကွဲကြောင်းတွေအပေါ်မှာမေပန်းပွင့်ပုံတံရွှေကြည်မြင့်လေးတွေနဲ့ဖုံးအုပ်လိုက်တဲ့အခါမိအိမ်ဟာမူလထပ်ပင်ပုံမလှပဆန်းပြသွားခဲ့ပါတော့တယ်အနီးကပ်တေချာကြည့်ရင်တောင်ပြုပြင်ထားတယ်လို့ဘယ်သူမှမရိပ်မိနိုင်ပါဘူးအံ့ဩစရာပါပဲဒါဟာအမိုက်ကိုရွှေဖြစ်အောင်ဖန်တီးလိုက်တာပါပဲနန်းတွင်းအဆောင်မူကလွန်စွာဝမ်းသာသွားပြီးယူပဲမိဖုရားလက်ရအတော်လေးစမ်းပြပါပေတယ်အဆောင်မူမိဖုရားကလည်းချီးမွမ်းလိုက်ပါတယ်မင်းမှာဒီလိုပညာရှိမှန်းငါတော့မသိခဲ့ဘူးတပည့်တော်မကနည်းနည်းလေးညံစင်လိုက်ုံပါအရှင်ဖုရားသဘောကျရင်တော့အကဲဖြတ်လို့ရပါပြီမိအိမ်ကိုပြန်လဲချိတ်ဆွဲပြီးဖျောင်းတိုင်ထွန်းညှိလိုက်တဲ့အခါလှည့်ပတ်နေတဲ့မိအိမ်ရဲ့အလင်းရောင်ထဲမှာရွှေရောင်မေပန်းပွင့်လေးတွေဟာတောက်ပတ်စွာလင်းလက်လာခဲ့ပါတယ်ဒါဟာမိအိမ်ရဲ့အလှဆုံးအစိတ်ပိုင်းဖြစ်သွားခဲ့တာပါဒီကိစ္စဟာဧကရစ်ရဲ့နားထဲရောက်သွားခဲ့ပါတယ်လက်ပြပွဲတော်ညမှာဧကရစ်ကမိအိမ်ရှိမှခဏရက်ကြည့်ပြီးမေးလိုက်ပါတယ်ဒီမိအိမ်ပေါ်ကရွှေမေပန်းကိုဘသူဖန်တီးခဲ့တာလဲအဆောင်မူကရွေရဲ့မိဖုရားပြုပြင်ခဲ့ကြောင်းတိတိကျကျလျှောက်ထားလိုက်တယ်ဧကရစ်ကဘာမှမပြောဘဲကောင်းပဲညှိလိုက်ပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာပဲမိဖုရားရဲ့အဆောင်စီစုလက်တွေရောက်ရှိလာခဲ့ပါတယ်ရွှေငွေရတနာတွေမဟုတ်ပဲရှေးဟောင်းစာအုပ်အုပ်စုနဲ့အစစ်မြစ်မင်းတုံးတုံးမှာအစေခံကအရှင်ဖုရားကမိဖုရားရဲ့ဉာဏ်ပညာကိုချီးကျူးပြီးစာဖတ်ရေးသားတဲ့အခါအသုံးပြုဖို့ဆုချလိုက်တာပါမင်းကရိုသေစွာလက်ခံလိုက်ပါတယ်ဧကရစ်ကမင်းရဲ့ဉာဏ်ပညာကိုအတိမတ်ပြုပေမဲ့အချစ်တော်အဖြစ်တော်မြောက်စားခြင်းမရှိပါဘူးဒါဟာမင်းမျှော်လင့်ထားတဲ့အခြေအနေပါ
ဒါပေမဲ့ဒီဆုလက်က အချို့သူတွေရဲ့မျက်လုံးကိုဆူရှသွားစေခဲ့ပါတယ်။လပြည့်ပွဲတော်လွန်ပြီးနောက်ရာသီဥတုအေးဆက်လာခဲ့ပါတယ်။နနက်တစ်နေ့မှာမင်းမိဖုရားခေါင်ကြီးထံကတော့ပွဲတက်ရောက်ဖို့ထွက်လာခဲ့တယ်။နန်းတော်ထဲရောက်တဲ့အခါအခြေအနေတွေဟာပုံမှန်မဟုတ်တာကိုသတိထားမိလိုက်ပါတယ်။အဆောင်ထဲမှာမိဖုရားခေါင်ကြီးကထိတ်မှထိုင်နေပြီးဂျင်းမိဖုရားနဲ့အခြားမိဖုရားတွေလည်းစုံလင်စွာရှိနေကြပါတယ်။ကျမ်းပြင်ပေါ်မှာတော့ဒူးထောက်နေတဲ့အစေခံ2 ယောက်ရှိနေခဲ့တယ်။မိဖုရားခေါင်ကြီးမိဖုရားကြီးရဲ့အမိန့်အတိုင်းအဆောင်တီးတီးကိုစစ်ဆေးတဲ့အခါဒီအရာကိုတွေ့ရှိခဲ့ပါတယ်။တက်တာကိုဖွင့်လိုက်တဲ့အခါအထဲမှာသွေးလိုနီရဲနေတဲ့စာလုံးတွေရေးသားထားပြီးအပ်တွေထိုးစိုက်ထားတဲ့အထည်ရုပ်လေးတွေပါဝင်နေပါတယ်။အဲ့ဒီထဲကအလှဆုံးရုပ်ကလေးပေါ်မှာမိဖုရားခေါင်ကြီးရဲ့မွေးနေ့စာရာရေးသားထားတာကိုအားလုံးသတိထားမိသွားကြပါတယ်။မိဖုရားခေါင်ကြီးကဒေါသတကြီးနဲ့စပွဲကိုရိုက်လိုက်ပြီးဘသူတတိနဲ့နန်းတော်ထဲမှာဒီလိုပြင်းစားအဆူလျှောက်အပြုမှုကိုလုပ်ရဲတာလဲဘသူခိုင်းတာလဲဒူးထောက်နေတဲ့အစေခံမလေးကငိုယိုပြီးခေါင်းငုံကမိဖုရားခေါင်ကြီးရေတပည့်တော်မလုပ်ပါဘူးဒါတွေဟာတခြားသူကတပည့်တော်မရဲ့အိယာအောက်မှာလာဝတ်ထားတာပါတက်တေမိနေတာတော့ညှင်းဆန်ခြင်းသေးတာလားမင်းနဲ့ပူပေါင်းတဲ့သူဘသူလဲအစေခံမလေးကစိတ်တက်ကြမတက်ဖြစ်သွားပြီးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာမင်းကိုတွေ့သွားခဲ့ပါတယ်သူကတကယ်ပဲအသက်ကယ်စုကိုစုပ်ကင်လိုက်တယ်လို့အော်ဟစ်လိုက်ပါတယ်သူပါယူရဲ့မိဖုရားပါလွန်ခဲ့တဲ့ရက်ကတပည့်တော်မရဲ့စင်ကြံမှာဒီအိတ်ကလေးကြံခဲ့လို့ပြန်ပေးခဲ့ဘူးပါတယ်အဲ့ဒီတုန်းကသူ့မျက်နှာပုံမှန်မဟုတ်ပါဘူးသူပါပဲတပည့်တော်မကိုမလိုချင်တာအားလုံးရဲ့မျက်လုံးတွေကမင်းစီရောက်ရှိလာခဲ့ပါတယ်မင်းကရင်ထဲကနေအေးဆက်စွာပြုံးလိုက်ပါတယ်ဒါဟာမင်းကိုထောင်ချောက်ဆင်ဖို့ပြင်ဆင်ထားတာပါအဆူးလျှောက်ပြုတ်လို့တာဟာမိသားစုတစ်ခုလုံးကိုတေတံပေးနိုင်တဲ့ရာဇဝတ်မှုဖြစ်ပါတယ်ဂျင်မိဖုရားကမတိကျိုးနှုံပြုကာပြောရရင်တော့ယူပဲမိဖုရားကလက်ရမြောက်လာတယ်လေလွန်ခဲ့တဲ့ရက်ကမိအိမ်ပြုပြင်တာတင်မကဘူးဒီအထည်ရုပ်ချုပ်လုပ်တာလည်းအတော်လေးကျွမ်းကျင်ပုံရပါတယ်အဆောင်မူမိဖုရားကမကြေမနက်ဖြစ်သွားပြီဂျင်မိဖုရားဘာမှတက်သေးမရှိပဲမိဖုရားတစ်ပါးကိုဆွဆွဲရဲတယ်ပေါ့ငါကမတင်ကားလို့ပြောယုံပါအစေခံမလေးကလည်းယူပဲမိဖုရားကိုပဲညွန်ပြနေတာလေမင်းရှိတို့တိုးကဒူးထောက်လိုက်ပါတယ်မိဖုရားခေါင်ကြီးမင်္ဂလာပါတပည့်တော်မအိတ်ကလေးလဲလှဲခဲ့ခြင်းမရှိပါဘူးဒီအစေခံမကိုလည်းမသိပါဘူးဒါဟာတပည့်တော်မကိုမလိုချင်ဖို့ပြုလုပ်ထားတဲ့ပြည့်ရပါမင်းအိတ်ကြံခဲ့တယ်ဆိုတာကိုညင်းနေတာလားအိတ်ကဘာရောင်လဲဘာထဲလဲဘဲချိန်မှာကြံခဲ့တာလဲဘသူမြင်လဲဆိုတာမင်းပြောနိုင်သလားအစေခံမလေးဟာစကားတွေထိနှွဲ့သွားပြီးတေချာမဖြေနိုင်တော့ပါဘူးသူ့ရဲ့မျက်လုံးတွေဟာဂျင်ဘီဖုရားရဲ့အနောက်မှာရှိနေတဲ့ဝန်ရွေးချက်ခံစီရောက်ရှိသွားခဲ့ပါတယ်ဝန်ရွေးချက်ခံကစိတ်ဆိုးမှန်ဆိုးနဲ့ဒီအစေခံမကိုရိုက်နှက်စစ်ဆေးလိုက်ပါဘသူခိုင်းတာလဲဆိုတာပေါ်လာမှာပါအဆောင်မှုမိဖုရားကဝန်ရွေးချက်ခံဘာလို့ဒီလောက်အတိုက်နေရတာလဲမိဖုရားခေါင်ကြီးစကားမဆိုရသေးဘူးမဟုတ်လားမင်းကမိဖုရားခေါင်ကြီးကိုကြည့်ပြီးမိဖုရားခေါင်ကြီးတပည့်တော်မရဲ့အဆောင်ကိုတွားရောက်စစ်ဆေးခွင့်ပြုပါအဆူးရှောင်းနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုခုတွေ့ရှိရင်တပည့်တော်မတေတံကိုခံယူပါမယ်မိဖုရားခေါင်ကြီးကသဘောတူလိုက်ပြီးအနိကအစေခံကိုဆေလွတ်စစ်ဆေးခိုင်းလိုက်ပါတယ်ကြာမြင့်စွာစောင့်ဆိုင်ပြီးနောက်အစေခံရောက်ရှိလာပြီးယူပဲမိဖုရားရဲ့အဆောင်မှာဘာမှမတွေ့ရှိကြောင်းရှောက်ထားလိုက်ပါတယ်အစေခံမလေးဟာကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်လဲကျသွားပြီးဝန်ရွေးချက်ခံကခိုင်းစေခဲ့ကြောင်းငွေတရားပေးပြီးထောင်ချောက်ဆင်ခိုင်းခဲ့ကြောင်းဝန်ခံလိုက်ပါတော့တယ်ဝန်ရွေးချက်ခံကညှင်းဆန်ခဲ့ပေမဲ့မိဖုရားခေါင်ကြီးကသူ့ကိုအပြစ်ပေးကအဆောင်တွေကိုဆေလွတ်ပြီးဖမ်းဆီးခိုင်းလိုက်ပါတယ်ဒီကိစ္စကြောင့်ဝန်ရွေးချက်ခံဟာမိဖုရားယာတုကနေပြုတ်ကျသွားပြီးအေးနန်းတော်သို့ဆေလွတ်ခြင်းခံခဲ့ရပါတယ်မင်းအဆောင်ကိုပြန်ရောက်တဲ့အခါဒီကိစ္စရဲ့နောက်ွယ်မှာဂျင်မိဖုရားရှိနေကြောင်းပုံမူတေချာသွားခဲ့ပါတယ်မင်းရဲ့အခြေအနေကိုခိုင်မာအောင်ပြုလုပ်ဖို့အခွင့်အရေးတစ်ခုလိုအပ်နေတာပါမင်းကအစေခံမေကိုအိမ်ထံသတင်းပို့ခိုင်းပြီးနှာခေါင်းပိတ်တီးကင်းနှစ်ကိုပြုလုပ်ခိုင်းလိုက်ပါတယ်အဲ့ဒီအနှစ်ကိုဘရင်မကြီးထံလျှို့ဝှက်စွာဆက်တက်လိုက်တဲ့အခါဘရင်မကြီးကသဘောကျသွားပြီးမင်းကိုဆုလက်တွေပေးခဲ့ပါတယ်အနှဲငယ်ကြာပြီးနောက်ဘရင်မကြီးကမင်းကိုခေါ်ယူတွေ့ဆုံခဲ့ပါတယ်မင်းဆက်ထားတဲ့စာမှုတွေကိုကြည့်ပြီးမင်းရဲ့စာလုံးတွေဟာမင်းကြီးရဲ့စာလုံးနဲ့အတော်လေးတူတာပဲဧကရစ်ကလည်းမင်းရဲ့စာမှုတွေကိုသဘောကျတယ်လို့ပြောဘူးတယ်ဘရင်မကြီးကမင်းကိုဧကရစ်နဲ့ဆုံတွေ့နိုင်အောင်ဘရင်စာကြည့်ဆောင်အနီးသို့တွားရောက်ဖို့လမ်းညွှန်လိုက်ပါတော့တယ်မေတော်ကြီးရဲ့ဆန္ဒကိုငါရိုးရိုးရှင်းရှင်းမငင်းဆန်နိုင်ခဲ့ဘူးတေချာစဉ်းစားပြီးတဲ့နောက်စာကြည့်တိုက်စီတိုက်ရိုက်မသွားပဲရက်အနှဲငယ်ကြာမှရာသီဥတုတာရတဲ့မွန်းလွဲပိုင်းမှာစာကြည့်တိုက်နောက်ဖေးဥယျာဉ်စီသွားခဲ့တယ်အဲ့ဒီမှာစိမ့်ရောင်ကနမပန်းအိုးတော်တော်များများလှပစွာပွင့်နေကြတယ်ငါစာကြည့်တိုက်နားမကပ်ပဲအဝေးကနေပန်းတွေကိုငေးကြည့်ပြီးတိတ်တဆိတ်ပြန်လဲခဲ့တယ်ဒီလိုနဲ့2ကြိမ်3ကြိမ်သွားခဲ့ပြီးတစ်ခေါက်မှာ15မိနစ်မှကကြာအောင်မနေပဲရှေ့ကိုတိုးမသွားခဲ့ဘူးအဲ့ဒီနေ့ကငါအပြန်မှာနောက်ကနေဩဇာပါတဲ့အတန်တန်ထွက်ပေါ်လာတယ်မင်းဒီစိမ့်ရောင်ကနမပန်းတွေကိုတော်တော်ကြိုက်ပုံရတယ်ငါတကိုယ်လုံးတောင့်တင်းသွားပြီးဖြည်းဖြည်းချင်းလှဲ့ကအယိုအသေးပေးလိုက်တယ်ကိုတော်မြတ်ကိုအယိုအသေးပေးပါတယ်ဧကရစ်ကရိုးရိုးဝစ်စုံဝစ်စင်ထားပြီးပန်းအိုးတွေနားမှာရက်လျက်ငါကိုမောပန်းနွမ်းနေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်
ရွေးချယ်ပွဲနေ့ကထပ်ပိန်သွားပြီးမျက်ကွင်းတွေညိုနေတယ်။ထပါသူ့အတန်ကအေးဆက်ဆက်နိုင်လာတယ်။ရာသီဥတုတာယာပြီးပန်းတွေလှတာမို့ခဏလာကြည့်တာပါကိုတော်မြတ်ဤအေးချမ်းမှုကိုနှောက်ယှက်မိရင်ခွင့်လွတ်ပါအခုပဲပြန်ပါတော့မယ်။လာပြီးပြီပဲငါနဲ့အတူလမ်းလျှောက်ရအောင်။ဧကရစ်ကဥယျာဉ်လမ်းအတိုင်းဖြည်းဖြည်းချင်းလျှောက်သွားတာမို့ငါလည်းနောက်ကနေခက်ခွာခွာလိုက်သွားခဲ့တယ်။ခဏကြာတော့ဧကရစ်ကစကားဆလိုက်တယ်။မင်းကူးရေးထားတဲ့တရားစာတွေကိုမေတော်ကြီးကချီးမွမ်းနေတဲ့ကိုပိုင်ဟန်ရှိတယ်တဲ့။မေတော်ကြီးကချီးမြှောက်ပြောတာပါစိတ်တည်ငြိမ်အောင်ကူးရေးတာမို့လက်ရေးကမကောင်းလာပါဘူး။ငါမင်းရွယ်တုန်းကလည်းဆရာကြီးရဲ့လက်ရေးကိုကူးရေးခဲ့ဘူးတဲ့သူ့လက်ရေးကပြင်းပမှာပျော့ပြောင်းပေမဲ့အတွင်းမှာတန်မဏိလိုတင်းမာတဲ့မင်းရဲ့လက်ရေးကပျော့ပြောင်းမှုရပေမဲ့တင်းမာမှုတော့လိုသေးတယ်။ဧကရစ်ကငါ့ကိုစာအကြောင်းပြောပြနေတာပါ။ကိုတော်မြတ်ဉာဏ်ပညာကြီးမားလာပါတယ်စာရေးသူရဲ့စိတ်ဓာတ်နဲ့အတွေ့အကြုံကိုအရွယ်ငယ်သေးတဲ့အတူအဆလက်ရေးနဲ့တူပဖို့မလွယ်ပါဘူး။ဧကရစ်ကငါ့ကိုတစ်ချက်ကြည့်ပြီးခဏနာကပြောလိုက်တယ်။ပြီးခဲ့တဲ့ရက်ကမင်းစီမှာအဆောင်တော်ပြဿနာဖြစ်ခဲ့တယ်လို့ကြားတယ်။ငါရင်ထဲထိတ်ကန့်သွားပေမဲ့မျက်နှာကိုငြိမ်အောင်ထိန်းထားလိုက်တယ်။မိဖုရားကြီးရဲ့မျှတစွာစစ်ဆေးမှုကြောင့်တပည့်တော်မှအပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့တာပါ။ဧကရစ်ကငါ့ကိုစိုက်ကြည့်ရင်သူများဆွဆွဲချိန်မှာမင်းကဘာလို့အဆောင်တော်စစ်ဆေးဖို့တောင်းဆိုရတာလဲတယောက်ယောက်ကတခုခုလှုပ်ထားရင်အပြစ်ကမင်းစီလုံးဝရောက်သွားမှမကြောက်ဘူးလား။ငါတပြင်းတစ်ချက်ရှုပြီးတပည့်တော်မှမတရားတာဘာမှမလုပ်ထားပါဘူးအရာရာဟာစစ်ဆေးလို့ရပါတယ်အကယ်၍တယောက်ယောက်ကတပည့်တော်မှမသိအောင်ကြံစီထားရင်စစ်ဆေးခိုင်းတာမခိုင်းတာထက်အပြစ်လုပ်ကြံမှုပိုလွယ်သွားပါလိမ့်မယ်ဒါကြောင့်ပွင့်လင်းစွာစစ်ဆေးခံတာကမှအမှန်တရားပေါ်ပေါက်မှာပါမိဖုရားကြီးနဲ့အိမ်တော်ထိန်တို့ရဲ့မျှတမှုကိုလည်းယုံကြည်ပါတယ်ဧကရစ်ကငါ့ကိုစိုက်ကြည့်နေရကနေခပ်ပပပြုံးလိုက်တယ်မတရားတာမလုပ်ဘူးဆိုတာဒီနန်းတော်ထဲမှာတကယ်ကိုအဆန်းပါပဲဒုတိယလ2ရက်နေ့ပွဲတော်နေ့မှာနန်းတွင်ရာသီပွဲကိုကျင်းပါတယ်ငါကအစစ်နှိမ့်တာမို့နောက်နားမှာပဲရက်နေရတယ်ပွဲတော်ဝက်မှာရုတ်တရက်ခေါင်းမူပြီးမျက်စိထဲမှောင်ကားနဲ့ဖြစ်ကရိုင်လဲမလို့ဖြစ်သွားခဲ့တယ်။အနားမှာရှိတဲ့အိမ်ဖော်ကငါ့ကိုမြင်မြန်တွဲလိုက်တယ်။အစင်ပြေရဲ့လားအရှင်။အစင်ပြေပါတယ်မတက်ရက်တာကြားလို့ဖြစ်မယ်ငါအန်ဂျင်စိတ်ကိုအန်မျိုးမျိုးချနေပေမဲ့နဖူးမှာချွေးဆက်တွေတီးနေပြီ။မေတော်ကြီးကငါ့ကိုလှမ်းကြည့်ပြီးအနာကအကူမျိုးသမီးကိုစကားအနှဲငယ်ပြောလိုက်တယ်။အကူမျိုးသမီးရောက်လာပြီ။မျက်နှာမကောင်းဘူးပင်ပန်းနေရင်စောစောပြန်လာပါမေတော်ကြီးခွင့်ပြုပါတယ်။ငါလည်းမေတော်ကြီးကိုကျေးဇူးတင်စွာနဲ့အိမ်ပေါ်တွဲပြီးခက်လန်းလန်းနေရစီထွက်လာခဲ့တယ်။တစ်ပင်ကြီးတပင်အောက်ရောက်တော့မထိန်နိုင်တော့ပဲအန်ထုတ်လိုက်ရပေမဲ့ဝမ်းနဲ့ဘာမှမရှိလို့လေပဲထွက်လာခဲ့တယ်။ရင်ဘတ်တွေကျက်ပြီးဝမ်းပိုက်ထဲကအောက်လာခဲ့တယ်။အရှင်ဒီလက္ခဏာကများငါရင်ထဲထိတ်ကနေဖြစ်သွားတယ်ရာသီသွေးမလာတာနှစ်ပတ်မကကြာနေပြီ။အရင်တုန်းကအစိတ်မိထားလို့ခန္ဓာကိုယ်အားနေနေတာလို့ပဲထင်ခဲ့တာ။ဖြစ်တာတိတ်တိတ်နေပါဘာမှမပြောနဲ့ဦး။အဆောင်တော်ပြန်ရောက်တာနဲ့တမားတော်ကြီးကိုချက်ချင်းခေါ်ခိုင်းလိုက်တယ်။တမားတော်ကြီးစမ်းသက်စစ်ဆေးပြီးနောက်ရိုသေစွာပြောလိုက်တယ်ဝမ်းမြောက်ပါကြောင်းအရှင်ကိုဝင်2လနီးပါးရှိနေပါပြီဒါပေမဲ့ခန္ဓာကိုယ်အားနေပြီးတနေ့သားမတည်ငြိမ်တာမို့ကောင်းကောင်းအနားယူဖို့လိုပါတယ်ငါဝမ်းပိုက်ကိုကိုင်ရင်စိတ်ရှုပ်ထွေးသွားတယ်ဒီကလေးဟာမလိုအပ်တဲ့အချိန်မှာရောက်လာခဲ့တာရန်သူတွေကဝိုင်းရံနေစေငါခြေတော့ပေါ်ငါတင်းတင်းမရက်နိုင်သေးချိန်မှာဒီကလေးကိုဘယ်လိုကာကွယ်ရမလဲတပည့်တော်မှတောင်းဆိုပါတယ်ဒီအကြောင်းကိုဘသူ့ကိုမှမပြောပါနဲ့ဧကရစ်နဲ့မေတော်ကြီးကိုပါခိတ္တလျှို့ဝှက်ပေးပါတမားတော်ကြီးတုံဆိုင်သွားပြီမင်းမျိုးမင်းတွေကိုဝင်ကိုလျှို့ဝှက်တာဟာကြီးမားတဲ့အဖြစ်ပါဒါကြောင့်မို့ပို့ပြီးလျှို့ဝှက်ပေးဖို့တောင်းဆိုတာပါဒီကလေးအနေနဲ့ကင်းကင်းမွေးဖွားနိုင်ရင်ကျေးဇူးဆက်ပါမယ်အကယ်၍မအောင်မြင်ခဲ့ရင်လည်းတမားတော်ကြီးကိုကာကွယ်ပေးပါမယ်တမားတော်ကြီးစဉ်းစားပြီးမှခေါင်းညှိလိုက်တယ်တပည့်တော်နားလဲပါပြီတနေသားတည်ငြိမ်စေးတွေဖော်ပေးပါမယ်အပြင်လူတွေကိုတော့ခန္ဓာကိုယ်အားဖြည့်စေးလို့ပဲပြောထားပါမယ်တမားတော်ကြီးထွက်သွားပြီးနောက်ငါပတင်းပေါက်နားထိုင်ပြီးဘိုက်ကိုပုတ်တက်နေမိတယ်ဒီအေးဆက်တဲ့နန်းတော်ထဲမှာငါနဲ့သွေးသားတော်ဆက်တဲ့အသက်ချောင်းလေးတစ်ခုပေါ်ပေါက်လာခဲ့ပြီးငါသူ့ကိုကာကွယ်ရမယ်အခြေအနေကိုဘလို့ဖြေရှင်းရမလဲစဉ်းစားနေချိန်မှာမထင်မှတ်ထားတဲ့လူတစ်ယောက်စီကသတင်းရောက်လာခဲ့တယ်။အဆောင်တော်ဟောင်းထဲကအပြစ်ပေးခံထားရတဲ့အမျိုးသမီးကနန်းတော်ထဲကထွက်ခါနီးအလုတ်ကျွေးအိုကြီးတစ်ယောက်ကနေတဆင့်သတင်းပါလိုက်တာပါ။မင်းကိုဘသူဒုက္ခပေးခြင်းလဲသိချင်ရင်ဒီညတကောင်ရန်အဆောင်တော်ဟောင်းနောက်တကားစီတစ်ယောက်ထဲလာခဲ့။အိမ်ဖော်ကတားပေမဲ့ဒါဟာမိဖုရားကြီးရဲ့လူဟောင်းစီကလာတဲ့သတင်းမူငါမှသွားကြည့်ဖို့အကြောင်းရှိတယ်။ငါအဝတ်အစားရိုးရိုးပြောင်းဝတ်ပြီးကက်ကြီးတစ်ချောင်းနဲ့အစိပ်ပြအိတ်ကိုအင်ဂျီလက်အိတ်ထဲဝက်ယူခဲ့တယ်။အဆောင်တော်ဟောင်းက၆ကပ်ပြီးလာရောင်ပင်မတဲကွဲလာဘူး။ချိန်ထားတဲ့နေရာရောက်တော့ခေါင်းမီးခြုံထားတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာတွေ့ရတယ်။မင်းလာခဲ့တာပဲ။ဘသူငါ့ကိုဒုက္ခပေးချင်တာလဲ။မိဖုရားနဲ့သူ့လူတွေပဲမင်းကိုတေးစေခြင်းယုံတယ်မကဘူးနာမည်ဖြတ်ချင်နေတာ။မင်းဘလို့သိတာလဲ။ငါကသူတို့ခိုင်းဖက်ဖြစ်ခဲ့ဘူးလို့ပေါ့ပွဲတော်တုန်းကပြဿနာကလည်းသူတို့ကြံစီခဲ့တာမင်းကရိပ်မိသွားလို့သူတို့အစီအစဉ်ပြစ်ခဲ့ရတာ။အမျိုးသမီးကစကားပြောနေတော့ရုတ်တရက်ငါနောက်ကိုကြည့်ပြီးတုံးလှုပ်သွားတယ်။ငါအနောက်ကိုလှည့်ကြည့်လိုက်တော့အမောင်ထဲကနေမျက်နှာဖုံးဆွထားတဲ့လူ2ယောက်သားတွေကိုစီနဲ့ပြေးဝင်လာတာကိုတွေ့လိုက်ရတယ်။ဒါဟာအကွက်ဆင်ထားတဲ့အနေရပဲလမ်းမသိပဲထွက်ပြေးရင်လမ်းဆုံးနေရန်တစ်ခုစီရောက်သွားခဲ့တယ်ငါရဲမက်စစ်တီပဲလက်နဲ့ချဆန်းရဲမက်ရောက်လာတာကိုမြင်တော့အနေရပြုသူတွေဟာနေရန်ကိုကြော်တက်ပြီးထွက်ပြေးသွားကြတယ်ရဲမက်ကငါ့ကိုတွဲကူပေးရင်အဆင်ပြေရလားမေးတယ်သူ့နာမည်ကလူရှောင်းဖြစ်ပြီးအရင်ကဧကရစ်ရဲ့အဆောင်အဖြစ်မြင်ဘူးတယ်
မင်းဘာလို့ဒီမှာရှိနေတာလဲတပည့်တော်ဒီနားမှာကင်းလှည့်နေတာပါအရှင်ဘာလို့ဒီအချိန်မှာဒီအန္တရာယ်ရှိတဲ့နေရာရောက်နေတာလဲငါမှရှင်းပြဖို့အကြောင်းမရှိတာမို့တိတ်ဆိတ်နေလိုက်တယ်ဒီလူတွေကတာမန်လူတွေမဟုတ်ဘူးဧကရစ်စီချက်ချင်းသတင်းပို့ရမယ်မလုပ်ပါနဲ့ကိုတော်မြတ်ကိုမပြောပါနဲ့တပည့်တော်မအကြောင်းရှိလို့ပါဒီနေ့ကိစ္စကိုလှုပ်ဝက်ပေးပါရဲမက်ကငါမျက်နှာကိုစိုက်ကြည့်ပြီးခေါင်းညိတ်လိုက်တယ်ကောင်းပါပြီဒါပေမဲ့အရှင်အဆောင်တော်ကိုချက်ချင်းပြန်ရပါမယ်အဆောင်တော်ပြန်ရောက်ပြီးနောက်တစ်နေ့မှာငါပြင်းပြင်းထန်ထန်ဖျားနာပြီးမအီမတာဖြစ်လာခဲ့တယ်တမားတော်ကြီးရောက်လာပြီးမေတော်ကြီးနဲ့ဧကရစ်တို့စီသတင်းပို့လိုက်တယ်အရှင်မကိုဝင်2 လနီးပါးရှိနေပါပြီဒါပေမဲ့ခန္ဓာကိုယ်အားနေပြီးတရေသားစိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်ဒီသတင်းကနန်းတွင်းတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တယ်ဧကရစ်ချက်ချင်းရောက်လာပြီးငါ့ကိုကြည့်ကစိုးရိမ်စွာမေးမြန်းတယ်ငါမှမျက်ရည်ကျရင်တပည့်တော်မှအဖြစ်ပါရင်သွေးကိုကောင်းကောင်းမဆောက်ရှောက်နိုင်ခဲ့ပါဘူးဧကရစ်ကတမားတော်ကြီးကိုကောင်းမွန်စွာကုသဖို့အမိန့်ပေးခဲ့တယ်ငါအမိန့်ကိုမှတ်ထားပါအရှင်ကိုယာတုတိုးမြင့်ပေးပြီးပြီးသက်အဆောင်တော်မှာအေဂျင့်စွာတရေသားဆောင်းလျှောက်စေဘသူမှနှောက်ယှက်ခြင်းမရှိစေရဒီအမိန့်ကြောင့်ငါအေဂျင့်နဲ့အဆောင်တော်စီပြောင်းရွှေ့ခဲ့ရတယ်တတိယလပွဲတော်ရက်မှာဥယျာဉ်နဲ့ပွဲတော်ကျင်းပတော့ငါလည်းပါဝင်ခဲ့ရတယ်မွေးဖွားစဉ်မှာအသက်အန္တရာယ်စိုးရိမ်ခဲ့ရပေမဲ့တမားတော်တွေရဲ့ကြိုးစားမှုကြောင့်ကလေးရောမိခင်မှာဘေးကင်းခဲ့ပါတယ်ဧကရစ်ဝမ်းမြောက်စွာနဲ့ငါ့ကိုယာတုတိုးမြင့်ပေးခဲ့ပြီးတားတော်လေးကိုအမိကောင်းပေးခဲ့တယ်မေတော်ကြီးကတားတော်လေးကိုကိုွေးပတ်ပြီးဝမ်းသာနေခဲ့တယ်ငါမွေးဖွားလာတဲ့တားတော်လေးကိုကြည်ရင်ပြုံးပြလိုက်မိတယ်ပပြစ်မှာတော့မျက်ရည်စတွေနဲ့ပေါ့ဒီနန်းတော်နေရန်တွေကဘဝများစွာကိုပိတ်လောင်ထားပေမဲ့ငါမှဒီကလေးရှိနေသမျှကာလပတ်လုံးအနာဂတ်အတွက်ဆက်လက်ရင်ဆိုင်သွားမှာပါ